ကြာသပတေးနေ့ညနေ4နာရီခွဲတော့ကိုထပ်သွားမယ်ဗျာနော်အားလုံးပဲဒီမနက်မှာတော့ဒါအားလုံးပဲ2သီးစားနဲ့လုံးဝ2 5ထဲပဲနော်ဟုတ်ပြီလားကဲနောက်ပဲကျန်ဖုန်းဝင်တာအဲ့ဒါကြောင့်ပြောတာဝင်မဲ့သူတွေများနေတာဖြစ်တဲ့အတွက်မလို့ကျွန်တော်ဖုန်းနံပါတ်ကိုစောစောလေးဆက်ဖွင့်ပေးထားတာပါအဲ့ဒါကြောင့်ဝင်မဲ့သူတွေစောစောလေးဝင်ထားတာကိုယ့်အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်နော်ဝင်မဲ့သူကများမှာဒီဘက်ရှေ့တစ်ဘက်ကလည်းများတယ်ဒီဘက်ကပိုများမှာအဲ့ဒါကြောင့်လို့မိတ်ဆွေတို့တို့ကြတချို့ခေါ်လို့မရလို့မဝင်လိုက်ရတဲ့တပုံကြီးနော်အဲ့လူတွေကအခုကစောစောသီးပြင်ဝင်ထားကြပြီနော်အဲ့ကြောင့်ဖုန်းလေးတွေကိုတိခန့်ခေါ်ပေးပါသူခေါ်ကိုနဲ့မားတာလေးရှိရင်နော်စောစောလေးဝင်ထားတော့ဗျာကိုယ့်အတွက်အဆင်ပြေတာပေါ့နော်ကဲအားလုံးပဲစမယ်နော်ကျွန်တော်တို့ဒီနေ့ကြာသပတေးညနေ4နာရီခွဲကိုကျွန်တော်ကမနက်ကဒါစိန်မာစာကီး9-3 ည 3 ကီးရလဲထွက်သွားပြီနော်2 5ဆိုပြီးတော့